မိတ်ဆွေတို့ရဲ့နေ့စဉ်လုပ်ငန်းခွင်မှာကြုံဘူးလားကိုယ့်ရဲ့အထက်လူကြီးနဲ့ဖြစ်စေ level 2နဲ့ဖြစ်စေကိုယ့်ထက်ညာလူနေတဲ့လူနဲ့ဖြစ်စေသဘောထားတွေမတူကြဘူးလုပ်ပုံကိုင်ပုံအနေမတူကြဘူးအမြင်တွေတွေးခေါ်တွေမတူတဲ့အခါမှာအမြဲတမ်းပေါ့နော်ဒါ conflict တွေဖြစ်ရတယ်အဲ့လိုမျိုးဖြစ်ရတဲ့အခါမှာကိုယ့်ရဲ့အထက်လူကြီးဆိုရင်လည်းကိုယ့်ရဲ့အထက်လူကြီးဖို့လို့ပေါ့နော်ကိုကသူခိုင်းတာသဘောမတူပေမဲ့လည်းပဲစိတ်မိတ်ပြီးတော့လုပ်ပြီးလိုက်ရတဲ့အခါတွေရှိတယ်စိတ်ထဲမှာတော့ဒီကိုယ့်ရဲ့အထက်လူကြီးကိုတော့ကိုကစိတ်ထဲမှာမကျေနပ်ဘူးဒါပေမဲ့တိတ်တိတ်လေးသိမ်းထားတယ်ပေါ့နော်ကိုယ့်ရဲ့ဒီ level 2ဆိုလို့ရှိရင်လည်းကိုမှန်ချောင်းကိုတက်တည်ပြတယ်ငါမှန်တယ်ဆိုတဲ့ဟာပေါ့နော်သူ့ဘက်ကလည်းသူမှန်တယ်ဆိုတာတက်တည်တွေပြရင်လည်းနောက်ဆုံးအလုပ်ပြဿနာကနေ personal clash မှာဖြစ်ပြီးတော့လုပ်ငန်းခွင်ကလုပ်ငန်းခွင်မှာတာယာမှုမရှိတော့ဘူးပေါ့နော်နောက်ပြီးကိုယ့်ရဲ့လက်အောက်ငယ်သားကိုနဲ့အမြင်မတူလို့ကိုယ့်စကားကိုနားမထောင်ဘူးဆိုလို့ရှိရင်လည်းतू ကငါ့အမိန့်ကိုမနာခံတာလား तू ကငါ့ကိုမလေးစားတာလားပြန်ပြီးတော့ပုံကန်တာလားဒါမျိုးတွေဖြစ်နေရတဲ့သူတွေရှိရဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပါby the way ပေါ့နော်ကျမရဲ့ဒီ ACCA foundation level ကနေ professional level online class လေးတွေကို2025နိုဝင်ဘာလ18ရက်နေ့နဲ့စပြီးတော့ကျောင်းအလက်ခံပြီးတော့အတန်းတွေဖွင့်လှစ်သွားမှာဖြစ်ပါတယ်အဲ့ဒီအပြင် leadership နဲ့ executive coaching course တွေမသိမဖြစ်သိရမယ့် business နဲ့ပတ်သက်တဲ့ course ပေါင်းများစွာကိုလည်း2026ထဲမှာဖွင့်လှစ်သွားဖို့အစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်ကဲအဲ့တော့စလိုက်ရအောင်အလုပ်ထဲမှာလေအဲ့လိုသဘောထားမတူတာတွေရှိလာပြီဆိုလို့ရှိရင်လေကိုကမှန်တယ်သူကမှန်တယ်ဆိုတာအသေးအတန်တက်တည်ပြကြတယ်နောက်ထပ်2မှတ်1တက်ချက်ကကြတော့ငါကပါဝါကြီးတယ်ငါကမင်းကပါဝါသေးတယ်ငါမင်းထက်ရာကြီးကြီးတယ်မင်းကငါပြောတာလိုက်နာရမယ်ဒါမျိုးပေါ့နော်လက်အောက်ငယ်သားနဲ့အထက်နဲ့ဆိုတော့မတူညီတဲ့ department ချင်းမှာလည်းအဲ့လိုမျိုးတွေကွဲပြားကြတယ်ပေါ့နော်အဲ့ဒီခါမှာပေါ့နော်လူတော်တော်များကငါပြောတာမင်းလုပ်ရမယ်ဒါပဲပေါ့နော်အဲ့လိုမျိုးတွေသူကတချို့ကြောက်လဲပါဇက်ကထုတ်မပြောဘဲနဲ့စိတ်ထဲမှာတိတ်မှတ်ထားတာရှိတယ်အချီကြီးရောက်မှဖြုတ်မယ်ပေါ့နော်အဲ့လိုမျိုးဟာတွေကတကယ်လက်ခဲတီတီပေါ့နော်စိတ်ထဲမှာဖြစ်ပြီးတော့လုပ်ငန်းခွင်ကမတရအောင်အဲ့တော့ဒီမှာပြောမှဆိုမှဖြစ်ကြတာဟာလဲဆိုတော့အတင်းပြင်းပြောတာပဲဖြစ်ဖြစ်ဒီလိုတိုက်ရိုက်ပြောတာဖြစ်ပေါ့နော်သူလောက်တာတွေကအများနဲ့မှားနေတယ်သူလောက်တာတွေကလုံးဝမထိရောက်ဘူးပေါ့နော်သူလောက်တာတွေကတက်အချိန်ဖြုံးနေတာဘာမှထိရောက်မှုမရှိဘူးပေါ့နော်အမှားအယွင်းနေကြည့်ပဲဒီလိုဘလို့မှသုံးမကြဘူးဒါမျိုးတွေအတင်းပြင်းပြောရလဲရှိနေတယ်ဒီလိုတိုက်ရိုက်ပေါ့နော် meeting တွေပါမှာပြောလိုက်တာလည်းရှိမယ်တချို့ဆို email တွေပါလည်းရေးပြီးတော့ဒီလိုမျိုးစကားလုံးတွေဆန်ဆန်ပြောလိုက်တာလည်းရှိမယ်ပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ပြဿနာတွေကပိုပြီးကြီးထွားလာတယ်အဲ့တော့ဒီဟာတွေကိုဖြေရှင်းဖို့အတွက်ဆိုရင် number 1တစ်ချက်ပေါ့နော်သူနဲ့ကိုနဲ့ level ဘယ် level ရမှာဆိုသဘောထားမတူဘူးဖြစ်နေတယ်ကိုပြောတာကိုသူနဲ့အဆင်မပြေဘူးဖြစ်နေတယ်ဆိုလို့ရှိရင် number 1တစ်ချက်ပြောရမှာခမားစဉ်းစားသလိုကျွန်တော်မစဉ်းစားမိဘူးဖြစ်နေတယ်ခမားပါကြောင့်ဒီလိုမျိုးစဉ်းစားလဲဆိုတာကိုကျွန်တော်ကိုတစ်ချက်လောက်သိချာရှင်းပြပေးပါလားနံပါတ်2တစ်ချက်ကျွန်တော်မှာတော့မတူညီတဲ့အတွေ့အကြုံတွေမတူညီတဲ့နည်းလမ်းတွေမတူညီတဲ့စဉ်းစားတွေးခေါ်ပုံတွေရှိနေရတော့မှန်တယ်ဒါပေမဲ့ကျွန်တော်ကခမားရဲ့အတွေ့အကြုံတွေခမားရဲ့အမြင်တွေကိုလည်းကျွန်တော်တိတ်တိတ်ဟချာသိချင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကိုခမားရဲ့အတွေ့အကြုံတွေ share လုပ်ပေးပါလားခင်ဗျာနောက်ထပ်နံပါတ်3တစ်ချက်ကတော့ကျွန်တော်နဲ့ခမားနဲ့သွားနေတဲ့ရီမန်းချက်ပန်းတိုင်ကအတူတူပဲသွားတဲ့နီလန်းပဲမတူဘူးဖြစ်နေတာအဲ့တော့ခမားသွားခြင်းတဲ့နီလန်းပေါ့နော်ခမားကောက်ချက်ချထားတဲ့စဉ်းစားမှုကိုကျွန်တော်ကိုတိတ်တိတ်ဟချာလေးပြပေးပါလားဗျာဒီလိုမျိုးပုံစံပေါ့နော်အဲ့လိုစကားလုံးလေးနဲ့ပြောလိုက်မယ်ဆိုလို့ရှိရင်တစ်ဖက်သားကလည်းပေါ့နော်သူ့ရဲ့အမြင်သူ့ရဲ့ယူဆချက်သူ့ရဲ့အတွေ့အကြုံသူဘာကြောင့်ဒီလိုဆုံးဖြတ်တယ်သူဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာကိုတိတ်တိတ်ဟချာရှင်းပြခြင်းတဲ့စိတ်သူ့စိတ်ထဲမှာဖြစ်သွားပြီသူ့ရဲ့စိတ်ထဲမှာကိုယ်ပြိုင်ပြီးတော့သူ့မှန်တယ်ဆိုတာတက်တည်ပြဖို့ဆိုတာထက်ကိုကသူ့စီကလိမ့်လာသိနေတဲ့သဘောသူ့ရဲ့အတွေးအမြင်တွေသူ့ရဲ့ယူဆချက်တွေသူ့ရဲ့အလုပ်ကတွေကိုကိုကပေါ့နော်တကယ်ကိုစိတ်ဝင်တစားပုံစံနဲ့ကိုယ့်ရဲ့လေတံအမူအရာအစားတကယ်ကိုစိတ်ဝင်တစားနဲ့တလေးတစားနဲ့မင်းမြန်တတ်ဖို့လိုပါတယ်နော်ဆရာကြီးလုပ်ပြီးတော့မယုံကြည်တဲ့ပုံစံဖြစ်စေစိန်ခေါ်တဲ့ပုံစံဖြစ်စေပေါ့နော်စာအရေးသားစိန်ခေါ်တဲ့စာအရေးသားတွေပြောဆိုတွေမယုံကြည်တဲ့အရေးသားအပြောဆိုတွေကိုလုံးဝမလုပ်ဘူးကိုရေးကြည့်ပါတယ်တကယ်ကိုကိုယ့်ရဲ့ပေါ့နော်ဒီစကားအသုံးနှုန်းတွေကိုယ့်ရဲ့ဒီမျက်နှာအမူအရာတွေအကုန်လုံးပေါ့ facial expression တွေကိုယ့်ရဲ့စကားရဲ့အတန်တွေအမူအရာတွေအကုန်လုံးကပေါ့နော်တကယ်ကိုရိုးသားပြီးတော့သူ့စီကကိုကသူ့ရဲ့တွေးခေါ်မှုတွေအတွေ့အကြုံတွေကိုကတကယ်ကိုစိတ်ပါလက်ပါစိတ်ပါဝင်စားစွာနဲ့မင်းမြန်းတယ်ဆိုတဲ့ပုံစံမျိုးပဲဖြစ်ရမယ်အဲ့လိုမျိုးဆိုရင်တော့မိတ်ဆွေတို့ရဲ့အခက်အခဲတွေပြည့်သွားမှာပါနောက်ထပ်ဗီဒီယိုလေးမှာပြန်ဆင်းကြမယ်ဘိုင်ဘိုင်